ကြကြမြောင်းကြမြောင်းကြစကြောင်လိုက်မိုးခနဲ့ရေခနဲ့လေခနဲ့မြေခနဲ့ဘယ်နေရာမှထွက်ပြေးတိတ်ရှောက်ပြေးမရတဲ့ငါ့လက်ထဲရအောင်ပို့ဆိုင်ရကအဲ့တနေ့ကလည်းသမီးဘယ်ခြေပြညာခြေပြမှာချုပ်တော်နေအောင်ကရာတရားတွေချုပ်ပြန်ချုပ်အတွန်းသက်တွန်းကပြအပြင်သက်အပြင်ကပြအကူကြီးသက်မသမျှဆိုင်ရတိတိဆိုင်ရထက်ကခွဲကြောက်ခွဲပြနောက်လာတဲ့ကူကြီးသက်မသမျှနောက်ဆိုင်ရတိတိနောက်ဆိုင်ရထက်ကခွဲကြောက်ခွဲပြအရာကားသမထက်ဆံများမိတ်နမင်းကြီးလေးပါနဲ့အမေတို့ကတည်းမဲတော်ပြတ်တို့တစ်ချက်လုံးမိတ်အာနာတို့က50မိတ်အာနာတို့လည်းကစီရပြီအဲ့တနေ့ကလည်းသမီးဘယ်ခြေ32ခုဌာနပုံနေရဆက်ပယောကဆိုမှသမျှငါလည်းထဲရအောင်ပို့ဆိုင်ရညာချင်းများမှာချုပ်ဘယ်ချင်းမှာပေါ့ဆိုင်ရကလာမိုင်းလမ်းနဲ့ဆောင်တော့အဲ့တနေ့ကလည်းသမီးအလုံးလုံးနေတဲ့နေရာမှာရှိတော့တက်ရှိတဲ့မဲ့အိုးပစ္စည်းမှာရှိတော့မယတနာမြတ်သုံးမနဲ့မသိအောင်မဆတဲ့ဘယောကဆက်ဘယောကအစွဲမှန်သမျှဆိုင်ရပိုင်ရကငါလည်းထဲရအောင်ပို့6တန်းညာချင်းများမှာဆိုတော့မနော်ကာကချင်းတနေ့ကလည်းသမီးကျမ်းမိုင်းလုံရဲ့အိမ်တိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးယတနာမြတ်သုံးမနဲ့မသိအောင်မဆတော့အောင်လန်းတဲ့အောင်လန်းကတဲ့ဆုံးတိုက်ဆုံးကတဲ့ကောဝဲရောက်တိုင်းနိုင်မတရားတဲ့ရှင်စွဲရမဲ့စာညာချင်းမှာမူလာပြန်လာကြတာဘာလို့လဲပါတိုင်းနတ်တိုင်းရွာတဲ့ရှင်ညာချင်းမှာလာကဆိုင်ရကနေချတာရလားအဲ့ကတော့လဲပါတိုင်းနတ်တိုင်းရွာတဲ့ရှိပါဆိုဆိုင်ရကညာချင်းတစ်ချောင်းလုံးမြောက်လို့မရတဲ့နဲ့တနေ့ကလေးသမီးခွန်အားနဲ့နေချဟုတ်နော်တရားဆက်သူရောက်တဲ့ဗေဒဆရာအတိုက်ရှိပါဆိုညာချင်းမှာလာကြတာနေပြောတော့လင်းရတိုက်ရှိရလို့ပါတယ်ကာယကရှင်တနေ့ကလေးသမီးရောက်တဲ့ကဏ္ဍ၅ပါးတော်တော်ကမွေးညမောက်32ခုအောင်လန်းဆောင်ကိုကရဏတရားဆွဲသူရောဆွဲဗေဒဆရာတဲ့အဆိုင်နဲ့လောင်းတဲ့တရိษံနဲ့ခြေရသောဘနဘောအန်ကျိတ်တော့ဘယောဂဆွဲဘယောဂဆွဲဘယောဂအတိုက်ရှိတာမှငါဆွဲရင်မဲ့တာညာချင်းမူလာပြန်လာကြတာလေးလောက်ပေါ့နေကြတော့ကတော့ပေါ့လေဟုတ်နော်ရှိပါဦးမရှိရင်ကနေအောင်လေးချနေနေလားလားရဲအဲ့လိုရပေါ့ပေါ့ပါပါလေအောင်ချဟုတ်ရောဟုတ်